Lisa Blackpink ရဲ့လူသိမခံတဲ့အချက်၅ချက်ကိုသင်သိပြီးပြီလား။နံပါတ်1 Lisa ရဲ့မူလနာမည်က Prampriya ဖြစ်ပြီးတော့ဘီဒင်ဆရာရဲ့အကြံပြုချက်နဲ့လာ Lisa ဆိုပြီးဖြစ်သွားပါတယ်။နံပါတ်2သူဟာ YG Entertainment ရဲ့ပထမဦးဆုံးကိုရီးယားမဟုတ်တဲ့ trainee 4000ထဲကတယောက်တည်းအောင်မြင်ခဲ့သူလည်းဖြစ်ပါတယ်။နံပါတ်3Lisa ကကိုရီးယားဘာသာစကားကိုကိုရီးယား drama တွေကြည့်ပြီးတော့တလအတွင်းကျွမ်းကျင်စွာတက်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။နံပါတ်4တခါတော့ကဖျောင်းနိုင်ကိုကေမုတ်ထင်ပြီးတော့ Lisa က Rose နဲ့အတူစားပူပါတယ်။နံပါတ်5 Lisa ကအကြောက်တဲ့ယောဂရှိပြီးတော့ကာကွယ်ဆေးထိုးရင်းတတိလစ်ပူပါတယ်။ဟုတ်ကဲ့ပါ။ Lisa ရဲ့နောက်ထပ်လျှို့ဝှက်ချက်တွေကိုသိချင်ရင် Bata Fight Channel ကို Subscribe လုပ်ပြီးတော့ comment နဲ့မှာပြောပြခဲ့ပေးပါ။နောက်ထပ်ပဲ K-pop star ကြောင်းလောက်ရမယ်ဆိုတာကိုလည်းပြောပြခဲ့